လွန်ခဲ့တဲ့12နှစ်ကျွန်တော်မျက်မြင်စဖြစ်တဲ့အချိန်မှာအခုလို audio engineer တယောက်ဖြစ်လာမယ်လို့ကျွန်တော်မထင်ခဲ့ဘူးပေါ့။ဤပညာရဲ့တိုးတက်မှုရဲ့ကျေးဇူးရဲ့ပြောရလို့ရှိရင်ဒီအသင်းအဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့ဒီသင်တန်းတွေတက်ရောက်ခဲ့တဲ့ကျေးဇူးတွေကြောင့်ဒါအခုလို audio engineer တယောက်ကျွန်တော်ဖြစ်လာခဲ့တာပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာလဲဒီမြောက်ဒဂုံ35ရပ်ကွက်မှာကျွန်တော်ရဲ့ကိုယ်ပိုင် studio လေး Chance Studio ဆိုပြီးတော့ကျွန်တော်ဖွင့်ထားပါတယ်။ဒီမှာကျွန်တော်သချင်းတွေကိုrecording စိတ်တိုင်းကြဖြစ်အောင်လုပ်ဆောင်ပေးနေပါတယ်ပြီးတော့လို့ရှိရင်ဒီမှာလည်းကျွန်တော်သချင်းတွေလည်းရေးတယ်အဲ့ဒီအတွက်လည်းဒီမှာလိုချင်တဲ့သချင်းတွေရှိလို့ရှိရင်လည်းလာရောက်ဝယ်ယူလို့ရတယ်ပြီးရင်တိခတ်ပြီးမဲ့ညီကိုတွေနဲ့လည်းချိတ်ဆက်ပြီးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအလုပ်တွေကိုကျွန်တော်အခုလုပ်ဆောင်နေတာပါကျွန်တော်တို့ဒီမမြင်တဲ့လူနဲ့မြင်တဲ့ကြားထဲမှာတချို့အရာလေးတွေကတော့ကူညီပြီးလှုပ်ဆောင်ပေးရတာရှိတာပေါ့ဒီကျွန်တော်တို့ဆိုလည်းဒီ audio engineer လုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်secretary ဒါကနေပြီးတော့တချို့အလေးတွေမပြောပေးတာလေးရှိတယ်ပေါ့နော်ပုံလေးတွေမပြောပေး button ဆိုပြီးနေရာလေးတွေကြတော့အမြင်တဲ့လူတွေတယောက်ယောက်ကနည်းနည်းကူညီပြီးတော့ mouse လေးနှိပ်ပေးလိုက်တာမျိုးတော့အဲ့ဒါမျိုးနဲ့အဆိုရင်တော်တော်အဆင်ပြေတယ်ပေါ့နော်ဒါပါပဲအနည်းပညာကူညီရနည်းနည်းကိုယ့်ဘောလုပ်ပေးကြပြီးနားလည်ပေးနိုင်တဲ့လူရှိလို့ရှိရင်ဒါအတားအဆီးတွေကြော်ဖြတ်နိုင်တာပေါ့နော်အစိတ်မဟုတ်ဘူးဆိုတဲ့သချင်းလေးကျွန်တော်ရေးထားတဲ့သချင်းလေးကိုဒီမှာအမြင်အယုံမတန်ဆွမ်းသူကိုရုပ်ဝေထွန်းပေါ့သူနဲ့ပဲအိမ်မှာဖန်တီးထားတဲ့သချင်းတွေကျွန်တော်ဘောကဲအချောဆိုကိုလုပ်နေတာဖြစ်ပါတယ်အဲ့ဒါလေးလဲနားထောင်ကြည့်ရင်ဒီ security ကနေပြီးတော့ကျွန်တော်တို့ဒီ audio engineer တယောက်ဖြစ်ဖို့အတွက်ဒီ blind တွေကိုဘယ်လိုကူညီနေလဲဆိုတာလေးလေ့လာကြည့်လို့ရပါတယ်အခုဒါကတော့ကျွန်တော်ဘောကဲအချောဆိုမဲ့စိတ်မဟုတ်ဘူးလို့အမြင်ရတယ်ကျွန်တော်ရေးထားတဲ့သချင်းလေးပါပရီတစ်ပိုင်းလောက်အမြင်အနေနဲ့နားဆင်အားပေးအကြံပေးကြပါအောင်နော်那有几的不忘的在那真妙早过哈巴了呀的别妈妈真那路的路这咋人西路路啊飘零着苦的那的山ဟုတ်ကဲ့ပါဒါလေးကကျွန်တော်အချောဆိုဖို့လုပ်နေတာပေါ့နော်ဒီသချင်းလေးကိုကျွန်တော်ပြီးသွားလို့ရှိရင်လည်းတင်ပေးပါမယ်ဒီသချင်းလေးကရောင်းဖို့လုပ်ထားတာပေါ့နော်လိုချင်တဲ့လူရှိလို့ရှိရင်လည်းဆက်သွယ်နိုင်ပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တခါတည်းပြကြည့်မယ်နော်ဒီ screen reader နေပြီးကျွန်တော်တို့ဒီလိုမျိုးတွေပြောပေးနေတာပေါ့17 closed folder viewers ကျွန်တော်တို့ရဲ့မှာသုံးတဲ့ line တွေပြောပြပေးနေတာပေါ့ 1 closed folder guitar guitar folder ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်နှိပ်လိုက် solo ဖြစ်သွားတာပေါ့ solo guitar line တွေပဲပေါ့ solo လာနေတာပေါ့အဲ့လိုမျိုးပြောပေးနေတာပေါ့နော်ဒါကြောင့်တို့လုပ်လို့ရနေတာပေါ့solo အဲ့မျိုးပေါ့17 closed folder viewers 21 closed folder keyboard 17 ဒါဆို closed ရင်ကျွန် folder တော် viewers ဘောကဲပို့စားပေါ့ edit track name sorry name solo 那有几的不忘的在那真妙早过哈巴了呀的别妈妈solo အဲ့လိုမျိုးလေးတွေပေါ့ကျွန်တော်တို့အကုန်လုံးပြောပေးနေတယ်ဒီမှာဆိုရင် track တွေနာမည်တွေကိုပြောပေးနေတယ်21 closed folder keyboard keyboard folder ပေါ့နော်အဲ့မှာဆိုလို့ရှိရင် keyboard ကိုဆိုလုပ်လို့ရတယ်solo အစရှိတဲ့ပြင်ပေါ့29 radio 1 item fx station 31 bit 55 these numbers 1 item fx ဒီမှာဆိုရင်ကျွန်တော်တို့ track name တွေပြောပြပေးနေတယ်56 closed folder numbers 56 closed folder numbers 56 closed folder 55 these numbers 1 item fx is number 3ဒီမှာဆိုရင်ကျွန်တော်ဒါကျွန်တော်မှာတော့ဒီ drum room တော့မရှိဘူးပေါ့ကျွန်တော် studio လေးမှာအဲ့တော့ကျွန်တော် keyboard နဲ့mini system နဲ့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အခုသုံးနေတာဆိုရင် EZ drummer သုံးတယ် superior drummer သုံးပါတယ်ပြီးရင် adaptive drum တော့အဲ့ဒီအတန်တွေနဲ့ကျွန်တော်တီးနေတာပေါ့ဒီမှာဆိုလို့ရှိရင်နားထောင်ကြည့်ပေါ့ marker 7 bar 76 95 first 3 marker bar 88 147 drum သံပေါ့ soloဒါမီဒီပဲတကယ်ကောင်းတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အဲ့ဒီမလုပ်ရသေးဘူးဟိုဟာသူတွတ်တဲ့အတန်ပေါ့နော်ဒါစနေတွေပါလေဆိုလဲဒါ delay တွေပါကောင်းကောင်းမပေးရသေးဘူးပေါ့ဒါဘောကဲလေးလေးနည်းနည်းအချောဆိုပေါ့နော်ရောင်းဖို့ပြကြည့်မယ်ဆိုတော့လုပ်ကြည့်နေတာပါ solo အဲ့လိုမျိုးကျွန်တော်တို့ဒီ screen reader တွေကကျွန်တော်တို့အထောက်ပံ့ပေးနေတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့တော်တော်အလုပ်လုပ်လို့ရတယ်ပေါ့
ကျွန်တော်တို့လည်းဆက်သွယ်ပြီးအားပေးနိုင်ပါတယ်ကျွန်တော်တို့ဒီမှာအများကြီးမသက်ဆွမ်းသူဖမ်းနေတယ်ဆိုပေမဲ့လည်းဘယ်လိုပြောရမလဲတချို့ဟာတွေကအရမ်းမြန်တယ်ဗျကျွန်တော်တို့က shortcut တွေနဲ့သွားနေတော့လေအဲ့လိုမျိုးကြံ့ကြာတာတို့နှောင်နေတာတို့အဲ့လိုမြေမြမတိကျဖြစ်တာတို့မရှိပါဘူးလို့ကျွန်တော်လည်းဆက်သွယ်နိုင်ပါတယ်ကျွန်တော်ကမြောက်တကုံ35ရပ်ကွက်မှာရှိပါတယ်ဖုန်းနံပါတ်ကတော့988 944 699ကိုဆက်သွယ်နိုင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ချမ်းချင်းကျော်ပါ